မင်္ဂလာပါပိဋကများခင်ဗျာ16ရက်5လ2026ထွက်ရှိမယ်ထိုင်းထီနောက်ဆုံး3လုံးအတွက်တကယ်ကိုထူးခြားပြီးခိုင်မာတဲ့ပညာရပ်ဆိုင်ရာတွက်ကိန်းတစ်ခုကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီလေးကတော့ကျွန်တော်တို့ရဲ့အင်္ဂဝိဇ္ဇာနဲ့မဟာဘုတ်ပညာရပ်တွေပေါင်းစပ်ပြီးဘယ်လိုကဏ္ဍမျိုးကအင်အားအကောင်းဆုံးလဲဆိုတာအထောက်အထားတွေနဲ့တကွကြည့်လိုက်ကြရအောင်ဗျာကျော်လာရဲ့လေပတ်မှုထဲမှာနေ့ရက်တွေဟာတာမန်ရွှေ့လျားနေတာမဟုတ်ဘူးစချောင်းငါညဘရရှောင်းညနေ3နာရီ3ဝမိနစ်ဆိုတဲ့ဒီချိန်ခဏလေးမှာမြမပညာရက်တွေရဲ့အနှစ်သာရတွေစူးစီးနေတယ်ဆိုတာသင်သိပါသလားကျွန်တော်တို့ရဲ့အတွက်အချက်တွေဟာလေထဲကရလာတာမဟုတ်ဘူးခိုင်မာတဲ့ကျန်းကန်တွေကလာတာပါပထမဆုံးနေနဲ့အငွေကြဒီကာကျန်းလာအခါတိုင်စနစ်ကိုကြည့်ရအောင်လက်စာနေနဲ့အရှိတနင်္လာခါပေါင်းလိုက်တော့ကိုနဝင်းဆိုတဲ့အောင်နံကိုရရှိပါတော့ဒါဟာအချိန်ရဲ့စွမ်းအားကိုကိုစားပြုတယ်ဒုတိယအချက်အနေနဲ့မှာဖို့ဗေဒပညာရ388ခုနှစ်အင်္ဂါကျွန်းမှာငါလက်ထားတွေကနေလာပင်အားတွေဖြည့်တင်ပေးနေတယ်ကိုဝငန်းဆိုတဲ့ဒီကနန်း3လုံးဟာတီးခြားစီရက်တည်နေတာမဟုတ်ပါဘူးသူတို့ဟာစတူယန်နဲ့ထက်တိုင်ထဲမှာအုပ်ကိုမြည်နာစွာတိတ်ရှိနေတယ်အောင်မြင်ခြင်းကိုဥဆောင်တဲ့ကိုအောင်မြင်ခြင်းကိုဥဆောင်တဲ့ကိုအင်အားကိုထိန်းချုပ်တဲ့ဝါပြီးတော့လက်တွေကိုသိမ်းစေပေးမယ်ငါဒါဟာတတူနန်တူပေါင်းဆက်ထားတဲ့ခိုင်မာတဲ့အခြေခံပါဒီတော့ဆက်ချောင်းနာငါနှွေထိချောက်အတွက်နိမိတ်ကပါလေရွှေအိုးကြီးကိုအိုးကောင်းနဲ့ရွက်ပြီးတင်စီလာနေတဲ့သူကိုမြင်အောင်လိုက်ပါမင်္ဂလာရှိတဲ့ကိုမနမိတ်နဲ့တူကန်ကောင်းခြင်းတွေသင်စီရောက်ပါစေအားလုံးအောင်မြင်ကြပါစေဗျာ